ဒီဟာကတော့တရုတ်လိုဟုံလန်းရဲ့လို့ခေါ်တယ်ဗမာလိုဆိုစိမ့်နီရွယ်ပေါ့နော်အဲ့ဒါကတကယ်ကွမ်တုံးဆိုရင်အသက်ကြီးပိုင်းနေပေါ့နော်အသက်ကြီးပိုင်းနေဆိုရင်ဒီဟာမပါဘူးဆိုဝက်သားမှာဒီဟာမပါဘူးဆိုရင်မစားကြဘူးမေးလဲမေးကြတယ်အဲ့တော့အဓိကကွမ်တုံးကောက်ညင်းတို့ရဲ့အသက်ကဒီဟာဟုံလန်းရဲ့ပေါ့နော်ကျွန်တော်နာမည်ကျော်စရာဝင်းပါမရှုံးနဲ့ဒီဟာကတော့ကျွန်တော်တို့ဒါအခုကျွန်တော်ရဲ့ပင်မပေါ့နော်ကွမ်တုံးကောက်ညင်းတော့ပါဒီမုတ်ကတော့ကျွန်တော်တို့ဘာခေါ်မလဲတရုတ်လိုဆိုကွေတာလန်းပေါ့ဘာဆိုရင်အထက်တရာမုတ်ပေါ့ဗမာလိုဆိုရင်အထက်တရာမုတ်ပေါ့နော်ဒီကောင်ကတော့ဒီမုတ်လေးကတော့ဒါကျွန်တော်တို့ပိန်းဦးမုတ်တရုတ်လိုဆိုရင်တော့ရွှေထူကောင်းပေါ့နော်ဒါကကျွန်တော်လက်ရှိမှာဆိုရင်ဒါကကြော်တဲ့ဥစ္စာကျွန်တော်ကွေ့ကြည့်ပေါ့လက်ရှိမှာဒါလက်တူမှာဆိုတော့ကျွန်တော်တို့ကပေါင်းတဲ့ဥစ္စာလေးပေါ့ဒီကောင်လေးကတော့တာကူလုံးပေါ့တာကူအစာတို့လုံးပေါ့ကျွန်တော်တီးတဲ့လောက်ကတော့ကျွန်တော်ပြောကြည့်တာပေါ့နော်ရှမ်းလို့ခေါ်တာလားခောက်တပါကိုင်းလို့ခေါ်တယ်ဒီဟာကတော့မွာကြီးပါမွာကြီးဒီမြေပဲလေးနှမ်းလေးတကြားလေးနဲ့ကပ်ပြီးတော့စားရတာပါဒါကျွန်တော်ရဲ့ထုတ်တဲ့ကောင်းစီရထုတ်တဲ့အစားအသောက်လေးတွေပါဒီကွမ်တုံးကောင်းချင်းတို့ကကျွန်တော်အခုလက်ရှိပေါ့နော်အခုလက်ရှိဈေးနှုန်းကတော့နောက်တော့တက်ရင်လည်းတက်မှာပေါ့ပြောတော့4500ရောင်းပါတယ်ခင်ဗျာဒီယာကတော့ကျွန်တော်တို့ဒီပိန်းမုံကတော့10လက်မပတ်လေဘူးဝိုင်းတွေကိုကျွန်တော်တပူ4000ရောင်းတာဒီယာလည်းအတူတူပဲ10လက်မပတ်လေဘူးဝိုင်းတွေကို4000ရောင်းတယ်ခင်ဗျာဒီကောင်ကြတော့10လုံးတစ်ခုကိုကျွန်တော်4000ရောင်းတယ်ဒီယာလည်း10လုံးတစ်ချက်ကို4000ရောင်းပါတယ်ဟာကောင်းချင်းတို့ထဲမှာတော့ကျွန်တော်အဓိကတော့ကောင်းချင်းဆန်ပေါ့နော်ကောင်းချင်းဆန်ကိုကျွန်တော်ကောင်းသုံးတယ်နောက်ဝက်သားပါမယ်ဝက်သားကတော့ကောင်းချင်းတို့မှာများအဓိကကတော့3တက်သားသုံးတာများတယ်ဒါပေမဲ့တချို့ customer တွေတောင်းဆိုတယ်အသားကြီးပဲဆိုလေကျွန်တော်အသားကြီးပဲလုပ်ပေးပါတယ်နောက်တစ်ခါဝက်ဥကြောင်းကလည်းကျွန်တော်ကောင်းဝယ်သုံးတယ်စားဘူးတဲ့လူတိုင်းသိပါတယ်နောက်အဓိကအရေးကြီးတဲ့ချက်ကွမ်တုံးကောင်းချင်းတို့မှာဒီဟာကတော့တရုတ်လိုဟုံလန်းရဲ့လို့ခေါ်တယ်ဗမာလိုဆိုစိမ့်နီရွယ်ပေါ့နော်အဲ့ဒါကတကယ်ကွမ်တုံးဆိုရင်အသက်ကြီးပိုင်းနေပေါ့နော်အသက်ကြီးပိုင်းနေဆိုရင်ဒီဟာမပါဘူးဆိုဝက်သားမှာဒီဟာမပါဘူးဆိုရင်မစားကြဘူးမေးလဲမေးကြတယ်အဲ့တော့အဓိကကွမ်တုံးကောက်ညင်းတို့ရဲ့အသက်ကဒီဟာဟုံလန်းရဲ့ပေါ့နော်ဒါကိုထည့်တယ်ဒါနဲ့အကုန်လုံးပေါ့နော်ဝက်သားနဲ့နေပြီးတော့မှကောက်ညင်းတို့ကိုကျွန်တော်ထည့်တယ်ဖက်ရွက်ဆိုရင်လည်းကျွန်တော်ကဒီမိုးရာဒီမှာကျွန်တော်စုဝယ်ထားတယ်အစိမ့်မသုံးဘူးကျွန်တော်မိုးရာဒီမှာဝယ်ထားပြီးတော့တနွေလုံးအချောက်လန်းထားတယ်လှမ်းပြီးတော့ဥစ္စာကိုသုံးတဲ့ချိန်ကျရင်အဲ့ဟာကိုပြုတ်ပြီးသွားရင်ဖက်ရွက်တန့်ရှင်းမှုအတွက်ကိုကျွန်တော်တရွက်ချင်းကိုတုပ်ပါတယ်တရွက်ချင်းတုပ်ပြီးတော့မှကောက်ညင်းတို့ထုတ်ပါတယ်ဒီကျွန်တော်တို့ကောင်းချင်းလုပ်ကဘာဖြစ်လို့ဖက်ရွက်အချောင်းနဲ့ထုတ်ရလဲဆိုရင်ဖက်ရွက်အဆူနဲ့ထုတ်လဲမရဘူးမဟုတ်ရတယ်ဒါပေမဲ့ဖက်ရွက်အဆူနဲ့ထုတ်ရင်အဲ့ကောင်း